မမင်္ဂလာပါရှင်ဒီနေ့ကတော့ဟွန်းနိုင်လေးချက်ပါပါဒီမှာပါဟွန်းနိုင်ကတုံကြီးနေတယ်ဒီဟာလေးကစက်သွန်ညီပါလိထားပါတယ်ဒါကကြောင့်စက်သွန်ချူတဲ့ဂျင်းလေးရားကြိုင်နေပြီးလေချက်ပါပဲဟုတ်ပဲ喂မိကအခွင့်ပဲရော你会没来要不一起ကျမစီလေးပါထဲပါအောင်ဒီ好စီထည့်လိုက်မယ်နော်စီထည့်မယ်ထဲပါစီလေးစီထည့်ပါကြီးရမယ်ရကြောပြီရလားရတယ်ရတယ်နော်ကြာရောတဲ့နာလဲဟောရပြီစီရပါကြီးနော်ရခိုင်ကောင်းတာလေးဟုတ်ပြီအဲ့ဒီလေးချက်ပြပါမယ်ခင်ဗျာဒီချာလေးလိုက်ကြည့်ကြပါဘိုးကအစနှွေးမဟုတ်ဘူးလေအမြောင်လေးကဟောရတာတာအနှွေးမဟုတ်ရင်ထည့်နေရလိုက်ဟုတ်ကဲ့လောက်ထည့်မလဲဗျဒီနေ့ပေါ့နည်းနည်းပဲဒီနေ့မထည့်မယ်ခင်ဗျာထည့်လိုက်ပါစလို့ဟုတ်ကဲ့ဘယ်ရပြီစက်စုံလေးထည့်လိုက်ကျတော့ထည့်မယ်ဟုတ်ကဲ့ကျတော့ထည့်မယ်ခင်ဗျာထည့်ပါဝင်လိုက်ဒီဘောလေးကိုသွင်းတယ်လားစက်စုံဖြူလေးနဲ့ဂျင်းနဲ့ထည့်လိုက်တော့ရစက်စုံဖြူနဲ့ဂျင်းနဲ့ဒီဟာဟုတ်ကဲ့ကျတော့မီနဲ့ဂျင်းနဲ့ဘယ်လောက်ထည့်မလဲဗျာပုံထည့်လိုက်ထည့်မလို့ဟောနဲ့ကြောက်ဝက်ပါထည့်ပါဗျာထည့်လားနဲ့မွေးရမယ်မွေးမယ်မွေးနာပဲဒီရတော့တော့ပါပဲဗျာတော့ပဲနော်မွေးလာပြီကိုရောင်လေးထည့်လိုက်ရောင်နေရောင်လေးထည့်မယ်ရောင်နေထည့်ပါမယ်ခင်ဗျာရောင်လေးထည့်โอเคအားထည့်ပြီးဝေးထားပြီโอเคရောင်နေရပြီဗျာဒီငန်းပြိုင်လေးထည့်ငါပြန်ထည့်ပါမယ်ခင်ဗျာမွေးနာပဲအမရဲ့လက်ရအောင်ထည့်ကောင်းအဲ့ဒီပါဗျာဒီညိုးလေးနဲ့ထည့်လိုက်ဟောအဆက်ချက်ပေါ့အဲ့လိုလားဟုတ်ကဲ့ဒီနေ့ပဲမွေးဆိုင်ပါရောအပြီးပါထည့်မယ်ဗျာဘာသာလေးထည့်မယ်လေဟိုထောင်မကြည့်ဘူးလားဒီလေးလက်ရဆိုတာဒီပြည့်ကြိုက်တယ်နော်နောက်ဒီကိုထည့်လိုက်ရပြီသူပဲညို့လာပြီ ညို့လာဒါထည့်မယ်နော်ထည့်လိုက်တော့ထည့်ပါမယ်ဗျာဒါလေးထည့်ဒီကလေးနဲ့သူပဲရေချင်းရေထည့်လိုက်မယ်ရေချင်းရေလေးထည့်ပါလေဟုတ်ကြပါရောင်လေးအားလာရောကိုစားထည့်လိုက်တော့စားလေးထည့်စားထည့်မယ်နော်ပြီးတင်းချမို့လေးပါတခါထည့်လိုက်โอเคစားထည့်ပါမယ်ခင်ဗျာစားထည့်တင်းချမို့နည်းနည်းထည့်ရပြီရပြီဒီပါမယ်ခင်ဗျာမပြီးရပြီဖုန်းလိုက်တော့မယ်โอเคခဏလေးဆိုရင်ချက်ပါတော့မယ်ခင်ဗျာဒါခဏလေးပြန်လာမယ် 2 hours later သူပဲကြက်ပြီးတွေ့တာမွေးနာပဲမွေးကြုံနဲ့ကြီးကြအောင်ကောင်းလားနဲ့ကောင်းတယ်နော်ကြီးကြည့်မယ်စားနေလို့စားနေကြအောင်စားနေထည့်မယ်ဗျာတော့နူးနေရပဲโอเคအဲ့ဒါရန်ကောင်းတယ်ဟောစားထည့်လိုက်ပြီဗျာကိုလိုက်ရပြီလားဗျာရပြီအရင်ကရပဲဒီမင်းနဲ့စားပါမယ်ခုကပြပါလားဟောဒီပြီလားစမောင်ကျော်လေးနဲ့အကုန်လာကြလားโอเคနော်တောင်းမယ်တန်းကြည့်မယ်ခင်ဗျာကျွန်တော်တို့ Oh woman ထည့်ပေးဒီပဲမိုင်းတယ်အမြက်ကရှယ်ပဲအရင်စားတော့အစ်စနေပါနိုင်ရိုးကျော်ဒီလေးနိုင်ရိုးဟင်းဟောနိုင်ရိုးဟင်းနဲ့ဒီလေးကျော်စားကြည့်ပါရှင်အရင်လွယ်ကူပါတယ်ဒါအနီးပြေးချက်ထားတဲ့ဟင်းလေးပါပိတ်လိုက်ပါတော့မခင်ဗျာဒါ